အမျိုးသားတစ်ယောက်ဟာဇနီးဖြစ်သူကွယ်ရာမှာနောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့လျှို့ဝှက်အိမ်အောင်ပြုခဲ့ပါတယ်။သူကတော့အရာအလုံးကိုအကွက်စစ်စစ်ဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ထင်နေပေမဲ့ဇနီးဖြစ်သူကအစကတည်းကအကုန်သိနေခဲ့တယ်ဆိုတာကိုတော့လုံးဝမရိပ်မိခဲ့ပါဘူး။ဒါကြောင့်တစ္ဆာမရှိတဲ့ခင်ပွန်းတီကိုလွတ်လပ်ခွင့်ပေးဖို့အတွက်ဇနီးဖြစ်သူဟာသူပေးခဲ့မှုတဲ့တန်ဖိုးနည်းလက်ဆောင်တွေအားလုံးကိုလွှင့်ပစ်လိုက်ပါတယ်။အဲဒီနောက်တစ္ဆာဖောက်မှုတက်တဲ့အထောက်အထားအားလုံးကိုဇပွဲပေါ်မှာတင်ထားခဲ့ပြီးသူမရဲ့စင်ကတ်ကိုချိုးဖောက်ပစ်ကခင်ပွန်းဖြစ်သူတစ်သက်လုံးနောင်တရသွားစေဖို့အတွက်နောက်ပြန်မလှည့်ပဲသူ့ဘဝထဲကနေအတန်တိတ်ထာဝရထွက်ခွာသွားခဲ့ပါတော့တယ်။အခြားတစ်ဖက်မှာတော့ခင်ပွန်းတီဟာဘာကိုမှမသိသေးပါဘူး။အိမ်အောင်ရေးကိုစွန့်ခွာပြီးနောက်သူအိမ်ပြန်လာတဲ့လမ်းမှာရုတ်တရက်ဇနီးဖြစ်သူကိုလမ်းမြင်လိုက်ရပါတယ်။အဲ့ဒီအချိန်ကျမှသာသူမကိုထာဝရဆုံးရှုံးလိုက်ရပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။ဒါပေမဲ့ဒါတွေအားလုံးဟာသူ့ရဲ့ကိုယ်ပိုင်မားတွေကြောင့်ဖြစ်လာရတာဆိုတာကိုတော့သူမသိရှာပါဘူး။တကယ်တော့သူဟာတစ်ချိန်ကဇနီးဖြစ်သူကိုအလွန်အမင်းချစ်ခဲ့တာပါ။သူမအတွက်နဲ့ဘီလီယံချီတန်တဲ့အမွေနှစ်တွေကိုတောင်စွန့်လွတ်ခဲ့ပြီးအဖေဖြစ်သူနဲ့ရန်ဖြစ်ကအရိုက်နှက်ပင်ခံခဲ့ရပါတယ်။နောက်ဆုံးမှာတော့အဖေဖြစ်သူကသူတို့အိမ်ထောင်ရေးကိုလက်ခံခဲ့ပေမဲ့ကန့်သက်ချက်တစ်ခုထားခဲ့ပါတယ်။အဲ့ဒါကတော့ဇနီးဖြစ်သူဟာသားလျှောတာတွေဇက်တိုက်ကြုံခဲ့ရပြီးမိခင်တယောက်မဖြစ်နိုင်တော့တဲ့အတွက်ခင်မွန်းဖြစ်သူအနေနဲ့မျိုးရိုးဗီဇပြေးစုံတဲ့ကလေးတယောက်ရယူရမယ်ဆိုတာပါပဲ။အဲ့ဒီအတွက်မိန်းကလေးကိုတော့မိသားစုကပဲရွေးချယ်ပေးမှာဖြစ်ပါတယ်။အချစ်အတွက်ကြောင့်ခင်ပွန်းတီကဒီကန့်သက်ချက်ကိုသဘောတူခဲ့ပါတယ်။ဇနီးဖြစ်သူကလည်းအရာအလုံးဟာယာယီပဲဖြစ်ပြီးကလေးရလာရင်အဆင်ပြေသွားလိမ့်မယ်လို့တွေးပြီးသဘောတူခဲ့တာပါ။ဒါပေမဲ့ဒီသဘောတူညီချက်ဟာဒီလောက်အထိမြန်မြန်ဆန်ဆန်လက်တွေ့ဖြစ်လာလိမ့်မယ်လို့သူမဘယ်တော့မှမထင်ခဲ့မိပါဘူး။သူတို့မင်္ဂလာဆောင်တဲ့နေ့မှာတင်ခင်ပွန်းတီစီကိုအဲ့ဒီအခြားမျိုးသမီးစီကဖုံးဝင်လာခဲ့ပါတယ်။ဒါနဲ့သူဟာဇနီးဖြစ်သူကိုနောက်ပြန်မလှည့်ပဲထားခဲ့ပြီးထိုမျိုးသမီးစီကိုထွက်သွားခဲ့ပါတယ်။ဇနီးဖြစ်သူဆေးရုံကိုရောက်သွားတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူနဲ့သူ့မိသားစုဟာထိုမျိုးသမီးနဲ့အတူပျော်ရွှင်နေကြတာကိုတွေ့လိုက်ရပါတယ်။ခင်မွန်းဖြစ်သူရဲ့မျက်နှာပေါ်မှာလည်းဖခင်တယောက်ဖြစ်ရတဲ့ပျော်ရွှင်မှုတွေအထင်သာပေါ်လွင်နေခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါမှာတော့ဇနီးဖြစ်သူဟာသူတို့ဘဝထဲမှာမိမိကိုယ်ကိုပိုနေတဲ့လူတစ်ယောက်ဖြစ်သွားပြီဆိုတာကိုသိလိုက်ရပါတော့တယ်။ဇနီးဖြစ်သူကရင်ဆိုင်မင်းမြန်းတဲ့အခါခင်ပွန်းတီဟာသူမကိုမြင်ပြီးပြတလဲဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူကအခုကလေးလဲမွေးပြီးပြီဆိုတော့အဲ့ဒီအမျိုးသမီးကိုဘယ်တော့အပြက်ဖြတ်မှာလဲလို့တိုက်ရိုက်ပဲမေးလိုက်ပါတယ်။ဒါကိုကြားရတဲ့အခါခင်ပွန်းတီကဖြေဖို့တွန့်ဆုတ်နေခဲ့တာကြောင့်ဇနီးဖြစ်သူရဲ့နှလုံးသားဟာကြေကွဲသွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲအခြားမျိုးသမီးကချက်ချင်းတရုပ်ဆောင်ပါတော့တယ်။သူမကတောင်းပန်ခြင်းဟန်ဆောင်ရင်းလဲကြပြကအပြစ်အားလုံးကိုဇနီးဖြစ်သူအပေါ်ပုံချလိုက်ပါတယ်။ဒါကိုမြင်တော့ခင်ပွန်းတီဟာအမှန်တရားကိုမသိပဲဇနီးဖြစ်သူအပေါ်ဒေါသထွက်လာပြီးဇနီးဖြစ်သူရဲ့ရှေ့မောက်မှာတင်အဲ့ဒီကောက်ကျစ်တဲ့အမျိုးသမီးကိုပွေ့ချီကထွက်ခွာသွားခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဇနီးဖြစ်သူရဲ့နှလုံးသားဟာလုံးဝအုံကျိုးပဲ့သွားခဲ့ပြီးနန္နာရီဆန်တဲ့အချစ်ဆိုတာပုံမြင်တွေထဲမှာပဲရှိတာပါလားဆိုတာကိုနောက်ဆုံးမှာနားလည်သွားခဲ့ပါတယ်။ဒါကြောင့်သူမဟာဒီဆက်ဆံရေးကိုကိုယ်တိုင်အဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပြီးသူမရဲ့မိသူမိဝါဖြစ်ကြောင်းကိုဖျက်သိမ်းမဲ့လုပ်ငန်းစဉ်တွေစတင်ဖို့အတွက်လူဝင်မှုကြီးကြပ်ရေးရုံးကိုဖုန်းဆက်လိုက်ပါတော့တယ်။အခြားတစ်ဖက်မှာတော့ခင်ပွန်းတီဟာအဲ့ဒီအမျိုးသမီးနဲ့ကလေးကိုအိမ်ခေါ်လာပြီးဇနီးဖြစ်သူကိုတော့သူမနေကောင်းတာနဲ့ပြန်လွှတ်လိုက်မှာပါလို့လိန်ညာပြောဆိုပါတယ်။ဒါကိုကြားရတဲ့အခါဇနီးဖြစ်သူကငင်းခုန်မနေပဲတိတ်ဆိတ်နေခဲ့တာကြောင့်ခင်ပွန်းတီဟာအံ့ဩသွားခဲ့ရပါတယ်။သို့တော်လည်းကောက်ကျစ်တဲ့အမျိုးသမီးကတော့ဇနီးဖြစ်သူကိုအိမ်ကနေဘလို့မောင်းထုတ်ရမလဲဆိုတာကိုတိတ်တဆိတ်ကြံစည်နေခဲ့ပါတယ်။နောက်ရက်ခင်ပွန်းဖြစ်သူကုမ္ပဏီသွားတဲ့အခါမှာတော့ကောက်ကျစ်တဲ့အမျိုးသမီးဟာဇနီးဖြစ်သူကိုစတင်စော်ကားပြီးသူမကိုလုံးဝတုံ့လုပ်သွားစေမဲ့ပြို့ဝှက်ချက်တစ်ခုကိုဖွင့်ချလိုက်ပါတယ်။အဲ့ဒါကတော့ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးဇနီးဖြစ်သူကိုဝင်ရတိုင်းထူးဆန်းစွာသားလျှော့ခဲ့ရတဲ့နောက်ွယ်မှာအခြားသူမဟုတ်ပဲသူမရဲ့ကိုပိုင်ခင်ပွန်းတီကိုယ်တိုင်ရှိနေခဲ့တာပါပဲ။ဘာလို့လဲဆိုတော့ထိုမျိုးသမီးကသူမရဲ့ကလေးမမွေးမချင်းဇနီးဖြစ်သူလည်းမိခင်တရားမဖြစ်စေရဘူးလို့ခင်ပွန်းဖြစ်သူကိုပြောထားခဲ့ဘူးလို့ပါပဲ။ဒါကိုကြားလိုက်ရတဲ့အခါဇနီးဖြစ်သူဟာအလွန်မင်းထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမကိုဝင်ရတိုင်းဘာကြောင့်မတော်တဆမှုတွေအမြဲဖြစ်ခဲ့ရတယ်လဲဆိုတာကိုသဘောပေါက်သွားခဲ့ပါပြီ။တကယ်တော့သူမရဲ့ခင်ပွန်းဟာအဲ့ဒီအမျိုးသမီးနဲ့ပူးပေါင်းကြံစည်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့အမျိုးသမီးဟာခင်ပွန်းဖြစ်သူအိမ်ပြန်လာတာကိုလှမ်းမြင်လိုက်ပါတယ်။ဒါကြောင့်သူမဟာဇနီးဖြစ်သူကိုပို့ပြီးဒေါသထွက်အောင်ချက်ချင်းရန်စပါတော့တယ်။ဒီအတွက်ကြောင့်ဇနီးဖြစ်သူဟာမိမိကိုယ်ကိုမထိန်ချုပ်နိုင်တော့ပဲဒေါသအလျောက်ထိုမျိုးသမီးရဲ့လယ်ပင်ကိုညှစ်မိလိုက်ပါတယ်။ဒါပေမဲ့ကွက်တီဆိုသလိုပဲခင်ပွန်းဖြစ်သူရောက်လာပြီးဇနီးဖြစ်သူကိုတွန်းထုတ်လိုက်တာကြောင့်သူမရဲ့ခေါင်းဟာနေရန်နဲ့စောင့်မိသွားခဲ့ပါတယ်။သို့တော်လည်းခင်ပွန်းတီဟာကောက်ကျစ်တဲ့အမျိုးသမီးကိုပဲဂရုစိုက်ပြီးသူမကိုဆေးရုံခေါ်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့အခါဇနီးဖြစ်သူဟာလုံးဝလက်လျှော့လိုက်ပြီးရက်နှဲငယ်အတွင်းမှာပဲသူ့ဘဝထဲကနေထာဝရထွက်ခွာသွားဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။